ဘာကဘာစားတော့စားမယ်အဲ့ဒီမျိုးဝဲကျင်းတော့တောင်းတပွေးချင်းအော်ဘာကလေးစားကြရကြဒီနေ့ကြတော့စံရတယ်မရှိတော့အော်ဒီပြည့်ယူထွေးလာပါပဲသူအစားတော့နေလို့ချင်းမရဘူးစားကျင်တယ်ဖြစ်အဲ့ငါဂျုံနဲ့ဘုတ်တွေလုပ်ပြမယ်သူစီကလည်းဂုံးဆင်းလိုက်အားလုံးပဲမြင်ပါပါဒီနေ့ကကျတော့မမပါဘောနော်ဂျုံလေးနဲ့မလို့ပြပါဖြစ်ပါတယ်ဘာမှုတွေလုပ်ပြမလဲဆိုဆက်ကြည့်လိုက်ပါအောင်နော်ချင်မဟေးနေရတာလောက်တယ်လုတ်လက်စရာမလိုဘူးလေမမကွက်လေးလည်းပါတယ်ပြီးတော့ဒီမှာဂျုံကြီးဆရာပါလားမျိုးစုံလုပ်လို့ရတယ်အဲ့ဆိုနေငါ့ကိုလောက်ပြလေနင်လုံနိုင်ငါနေဂျုံဝယ်ပေးမယ် Okay A few moments later ညင်တော့ဘာကလောက်မှာဆိုတော့အသားပြားရင်လောက်မယ်ဒီသားပြားကြီးပဲကြီးပါဦးကြီးပါအမိုးလေးဆက်လုပ်မယ်နော်5 minutes later အမိုးလေးတင်မယ်ပြီးတော့သားပြားလေးနဲ့ဆက်လက်ရက်လေးတင်မယ်ပြီးတော့ပေါင်မလေးထည့်တင်မယ်အရင်မိုက်တဲ့ဟမ်ဘတ်ကလေးရပါတယ်အေးချစ်တော့ချစ်စရာလေးနော်ငါတော့ဘိုက်စားတယ်ဘာကစားချင်ဒီမှာဘာကစားစားတော့စားမယ်အဲ့ဒီမျိုးဝဲကျင်းတော့တောင်းတပွေးချင်း